မြန်မာနိုင်ငံမှာပညာရေးတာတဲ့အထီးကိုင်းပြောနေကြပြီအားကစားဆိုတာဒီအားတဲ့အချိန်ကျမှကူးမယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေတဲ့အတွက်ဒီကူးအားကစားသမားကောင်းတွေရဲ့မိဘတွေကိုပြောချင်တာကတော့အားကစားရောပညာရေးရောနှစ်ဖက်ဘက်စုံညီအောင်ပံ့ပိုးစေချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ပညာရေးအဓိကဖြစ်နေပြီဆိုရင်ပညာရေးနဲ့ပတ်သက်တဲ့အချိန်စရာကိုပဲဆွဲပြီးတော့မှကျန်တဲ့လွတ်နေတဲ့အချိန်လေးကိုပဲအားကစားကိုပံ့ပိုးမယ်ဆိုလို့ရှိရင်အားကစားမှာလည်းထူးချွန်တဲ့အားကစားသမားကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာမလွယ်ကူပါဘူးခင်ဗျ။ဒါကြောင့်အချိန်စဉ်ဆွဲမယ်ဆိုရင်ပညာရေးနဲ့အားကစားကိုညီညီမျှမျှနဲ့ပဲဒီပညာရေးမှာလည်းလိုအပ်တယ်လို့အားကစားမှာလည်းလိုအပ်တဲ့အကြောင်းကိုဘဝတုဒ္ဒအနေနဲ့သိရှိနားလည်ပြီးတော့ကိုယ့်ရဲ့သားသမီးကိုဘက်စုံထူးချွန်လာအောင်ကိုညီပံ့ပိုးစေလိုပါတယ်ခင်ဗျ။အခုဒီစီစဉ်ကနေမှဒီတင်ဆက်ရတဲ့ရည်ရွယ်ချက်ကတော့ရေကူးသမားကောင်းတွေထွက်လာဖို့အတွက်ရည်ရွယ်ရေကူးသမားကောင်းတွေထွက်လာဖို့ဆိုတာကလည်းကျွန်တော်မြန်မာနိုင်ငံမှာတိကျရေကူးကန်အရန်ရှားပါနေတယ်ရေကူးသမားတွေကလည်းအရန်နည်းနေတယ်ဒါကြောင့်ဒီရေကူးသမားအရေးအတွက်အနေမှာအရေးချင်းကိုကျွန်တော်တို့ကဒီသွားခြင်းပါဒါပေမဲ့ဒီရေကူးကန်ရှားပါနေတယ်ရေကူးသမားရှားပါနေတဲ့အတွက်ရေကူးသမားကောင်းတွေကိုရှာဖို့ဆိုတာအရန်ခက်ခဲတဲ့အနေအထားမှာဖြစ်နေပါဒါကြောင့်ဒီမြန်မာနိုင်ငံမှာရေကူးသမားကောင်းများစွာထွက်လာဖို့ကပညာရေးစနစ်နဲ့နွယ်နေတဲ့အတွက်ဒီကလေးသူငယ်တွေကပညာရေးကိုပဲအဓိကမဟုတ်ဘဲနဲ့ပညာရေးနဲ့အားကစားကိုဒီဘက်စုံထူးချွန်အောင်ပြုလုပ်ပြီးတော့ဒီနိုင်ငံတကာကိုထိုးဖောက်နိုင်တဲ့ရေကူးသမားကောင်းတွေထွက်လာဖို့အတွက်ဆိုပြီးတော့ကျွန်တော်တို့ Aqua King မြန်မာ Swimming Club ကိုဒီအစီအစဉ်ကနေမှရည်ရွယ်ထားပါတယ်ခင်ဗျာဒုတိယအနေနဲ့ကတော့ငယ်စဉ်ကတည်းကမိဘတွေကဒီရေကူးအားကစားကိုပံ့ပိုးဖို့လိုအပ်ပါတယ်။ဒီဟာဘာကိုပြောချင်တာလဲဆိုရင်ရေကူးအားကစားဆိုတာကလည်းငယ်ရွယ်စဉ်ချိန်ကနေမှစပြီးတော့ရေကူးအားကစားကိုလုံးဝပဲရေကူးအားကစားထူးချွန်တဲ့ကစားသမားကောင်းတွေထွက်ပေါ်လာမှာဖြစ်ပါတယ်။အသက်ကြီးတော့မှရေကူးအားကစားလုပ်မယ်ဆိုရင်တော့အရန်နောက်ကျနေပါတယ်။ဒါကြောင့်အသက်ကို9နှစ်6နှစ်9နှစ်လောက်ကလေးကစပြီးတော့ရေကူးတင်မယ်ပြီးတော့ရေကူးနဲ့အဆက်မပြတ်ပြုလုပ်ပြီးတော့အနည်းဆုံးရေကူးသက်တမ်း9နှစ်နဲ့10နှစ်အတွင်းရှိလာမယ်ဆိုရင်တော့နိုင်ငံတကာကိုထိုးဖောက်လာနိုင်တဲ့ရေကူးသမားကောင်းတွေထွက်လာလိမ့်မယ်လို့မျှော်လင့်ပါတယ်။ဒါကြောင့်မိဘတွေအနေနဲ့ရေကိုယ့်ရဲ့သားသမီးတွေကိုနေစဉ်အခါအရွယ်ကတည်းကဒီရေကူးအားကစားကိုပြုလုပ်ဖို့အတွက်ထောက်ပံ့ကူညီပေးဖို့လိုအပ်ကြောင်းပြောချင်ပါတယ်။တတိယအချက်အနေနဲ့ကတော့ရေကူးနွေရာသီရေကူးတင်တန်းပို့ပေးခြင်းအဖြစ်ကလေးတွေရဲ့စိတ်ထဲမှာလည်းရေကူးအားကစားကိုဝါသနာပါလာမယ်ရေကူးကိုလည်းပုံစိတ်ဝင်စားလာမယ်အဲ့ဒီရေကူးကိုစိတ်ဝင်စားလာခြင်းအဖြစ်ဒီမြန်မာအားကစားရေကူးအားကစားလည်းတစ်ချိန်မှာနိုင်ငံတကာကိုထိုးဖောက်လာနိုင်လိမ့်မယ်လို့တော့မျှော်လင့်ပါတယ်